အမျိုးသားတဦးတုံးလွတ်ပြီးတဲ့နောက်မှာခန္ဓာကိုယ်ဟာဘလောက်ထိပင်မဲနွမ်းနယ်သွားနိုင်ပါသလဲစက္ကန့်ပိုင်းပဲကြာတယ်လို့တင်ထင်နေပေမဲ့တကယ်တမ်းမှာတော့နောက်ွယ်မှာခွန်အားတွေအများကြီးကုန်ခန်းခဲ့ရပါတယ်ပထမအဦးဆုံးအနေနဲ့လူခန္ဓာကိုယ်ဟာအပြင်ပန်းလှုပ်ဆောင်မှုခံရတဲ့အခါမှာတော့ testosterone ဟော်မုန်းဟာလျင်မြန်စွာထုတ်လွှတ်လိုက်ပြီးမိတောက်တစ်ခုလိုခန္ဓာကိုယ်ထဲမှာလောင်ကျွမ်းနေပါတယ်အဲ့ဒီနောက်မှာတော့အုံနောက်က dopamine နဲ့ nitric oxide တွေကိုအများအပြားထုတ်လွှတ်ပါတယ်ဒီအချိန်မှာတနာချင်းကင်းမဲ့တဲ့အာယုံကြောစနစ်လို့ခေါ်တဲ့ sympathetic nervous system ကအချက်ပြမှုတွေကိုလိန်တန်ထဲကရေမြုပ်နဲ့တူတဲ့စိတ်ပိုင်းတွေစီကိုပို့ဆောင်ပေးပါတယ်သွေးတွေအများပြားဟာဒီနေရာကိုစတင်ဝင်ရောက်လာတဲ့နောက်မှာတော့လိန်တန်ဟာလင်းမြန်စွာမာတောင့်လာပြီးတော့နှလုံးခုန်နှုန်းဟာလည်းပုံမှန်ထက်ပိုမြန်လာပါတယ်ဒီဖြစ်စဉ်အတွင်းမှာမိမိကိုယ်ကိုအသိစိတ်နဲ့တာဝန်ယူပြီးတော့ထိန်းချုပ်နိုင်တဲ့အုံနောက်ရဲ့အရှိဖက်ချမ်းဖြစ်တဲ့ prefrontal cortex area ကခိတ္တခဏပိတ်သွားပါတယ်ဒီတင်းမာမှုတစ်ခုကရင်ထဲကိုတိုးဝင်လာပြီးတင့်ကိုတင်ထိန်းချုပ်နိုင်စွမ်းကိုတဖြည်းဖြည်းနဲ့ဆုံးရှုံးသွားစေပါတယ်ဒီအာယုံကြောစနစ်ဟာအမြင့်ဆုံးအမှတ်ကိုရောက်ရှိတဲ့အခါမှာတော့တင်ပစုံချက်သားတွေကပြင်းထန်ပြီးအားကောင်းတဲ့ကြုံအားကိုကြုံတွေ့ရပါတယ်ဒီအချိန်မှာတန်း200နီးပါးရှိတဲ့တုပ်ပိုးတွေကတုပ်ပိုးပြုံကနေတဆင့်စီးကျိတ် area ကိုအပြေးအလွှားသွားရောက်ပါတော့တယ်စီးကျိတ်ရည်တွေနဲ့ရောနှောပြီးတော့တုပ်ရည်အဖြစ်ဖွဲ့စည်းပါတယ်နောက်ဆုံးမှာတော့စီးထွက်ပြုံကနေခန္ဓာကိုယ်အပြင်ဘက်ကိုထွက်သွားပါတယ်အမျိုးသားတဦးဟာတစ်ချိန်မှာတုပ်ရည်2မီလီမီတာကနေ5မီလီမီတာအထိထုတ်လွှတ်လေ့ရှိပါတယ်ဒီတုပ်ရည်တွေထဲက68%ဟာတုပ်ရည်အရည်နဲ့ဖွဲ့စည်းထားပြီးတော့ကျန်တဲ့2%မှာတော့တုပ်ပိုးတကြားဓာတ်နဲ့ protein ဓာတ်တွေအများပြားပါဝင်ပါတယ်။ညီရတာမများပေမဲ့ပါဝင်တဲ့တုပ်ပိုးအရည်အတွက်ကတော့အရန်ကိုများပြားပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာ10မိနစ်ကျော်လေးသာကြာပေမဲ့ခန္ဓာကိုယ်ကစွမ်းရည်အတော်များများသုံးပစ်ဖို့အတွက်လိုအပ်ပါတယ်။သူတေသနာပြုလုပ်ချက်တွေအရတုံးလွတ်ခြင်းတစ်ချိန်မှာသုံးဆွဲရတဲ့စွမ်းအင်ဟာမီတာ100အပြေးပြိုင်ပွဲကိုပြီးဆုံးအောင်ပြေးတာဒါမှမဟုတ်စက်ပိန်1ကီလိုမီတာနင်းတာနဲ့ညီမျှတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့တဦးချင်းရဲ့အခြေအနေမတူညီမှုကြောင့်မတူညီတဲ့ကွဲပြားခြားနားချက်တွေလည်းရှိနိုင်ပါတယ်။အဲ့ဒီနောက်မှာတော့လူခန္ဓာကိုယ်ဟာအနားယူခြင်းနဲ့အိပ်စက်ခြင်းကနေတဆင့်ကုံဆုံးသွားတဲ့စွမ်းအင်တွေကိုတဖြည်းဖြည်းနဲ့ပြန်လည်ဖြည့်တင်มาတော့တယ်။ကဲဒီလောက်ဆိုရင်တင်လဲနားလဲပြီလို့ထင်ပါတယ်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။